အချိန်9မိနစ်ပဲပေးပါဒီထဲမှာအဝတ်အရင်သုံးလို့ရမယ်ထိုင်းစကားတွေကိုကျွန်တော် sharing လုပ်တော့ပေးပါမယ်ပထမဆုံးအနေနဲ့มีอะไรให้ช่วยไหมครับมีอะไรဆိုရင်ရှိပါလားให้ช่วยဆိုရင်ช่วยဆိုတာကူညီတာช่วยหน่อยကူညီပါအောင်ให้ช่วยဆိုရင်ကူညီရမှာไหมครับဆိုရင်တလားไหมဆိုရင်တလားဟုတ်တယ်မလားมีอะไรให้ช่วยไหมครับဘာများကူညီပေးရမလဲခင်ဗျာกำลังหาสินค้าตัวไหนอยู่ครับกำลังหาสินค้าตัวไหนอยู่ครับกำลังหาဆိုတာกำลังဆိုတာလုံနေတာหาဆိုရင်ရှာတာกำลังหาဆိုရင်ရှာနေတာสินค้าဆိုရင်ပစ္စည်းตัวไหนဆိုရင်ไปหาလဲอยู่ครับဆိုရင်อยู่ဆိုရင်နေဒီกำลังหาสินค้าตัวไหนอยู่ครับဘယ်ပစ္စည်းကိုရှာနေပါလဲခင်ဗျอันนี้ลองได้ครับอันนี้ลองได้ครับอันนี้ဆိုဒီဟာကลองဆိုစမ်းတာစမ်းဖို့ကြည့်ရဟုတ်တယ်မလားอันนี้ลองได้ครับဆိုရင်ရပါတယ်ခင်ဗျอันนี้ลองได้ครับဒီဟာကစမ်းဖို့ကြည့်လို့ရရင်နော်อันนี้สีขาวลองไม่ได้นะครับอันนี้ဆိုရင်ဒါကสีขาวဆိုရင်အဖြူရောင်ลองไม่ได้ဆိုရင်မရပါဘူးครับဆိုရင်ခင်ဗျอันนี้สีขาวลองไม่ได้ครับဒီဟာကအဖြူရောင်မလို့စမ်းဖို့ကြည့်လို့မရပါဘူးဘာလို့ဆိုတော့အဝတ်ဆိုင်တွေကများတော့အဖြစ်အဖြူရောင်ကိုသူတို့စမ်းပေးမဖို့ကြည့်ပါဦးအဲဆိုတော့ဆုံးပြီတော့မှဆိုလို့ပါအဲကြောင့်ဒီဟာကိုကျွန်တော်တို့တတိထားဖို့လိုပါမယ်အဲဆိုတော့စိုက်မာနေတယ်ဆိုရင်အမျိုးကိုမကြည့်ပင်မိပင်နဲ့အဲ့တဲကအဖြူရောင်ကိုစမ်းဖို့ကြည့်လိုက်လို့တခုဖြစ်သွားဆိုအဲ့တဲတာဝန်မျိုးဆိုကိုကရောရမှာလေဟုတ်တယ်မလားကုလစာပြတ်မှာအဲကြောင့်ဒီစကားကိုတေချာမှတ်ထားပါอันนี้สีขาวหลองไม่ได้นะครับဒီဟာကအဖြူရောင်မလို့စမ်းဖို့ကြည့်လို့မရပါဘူးอันนี้มี3 side นะครับอันนี้มี3 side นะครับอันนี้ဆိုရင်ဒီဟာကมีဆိုရှိဒီ3 side ဆိုရင်3 side นะครับဆိုရင်ခမရอันนี้มี3 side นะครับဒီဟာက side 3 side ရှိပါတယ်ลูกค้าจะเอา side ไหนดีครับลูกค้าဆိုရင်အဲ့တဲ့ခမရจะเอาဆိုရင်ယူမယ် side ไหนဆိုရင်ဘယ် side လောက်လဲဒီဆိုရင်ကောင်းတယ်ครับဆိုရင်ခမရลูกค้าจะเอา side ไหนดีครับအဲ့တဲ့ဘယ် side ယူရင်ကောင်းမလဲခမရနောက်ဆုံးတစ်ခုကပါလဲဆိုတော့ลูกค้า L side เท่าไหร่ครับลูกค้าဆိုရင်အဲ့တဲ့ခမရ L ဆိုရင်ခါ side ဆိုရင် side အင်္ဂလိပ်စကားလုံးပဲ side L side เท่าไหร่ครับဆိုရင်ลูกค้าကအဲ့တဲ့ကခါ side ဘယ်လောက်လဲခမရลูกค้า L side เท่าไหร่ครับအဲ့ဆိုရင်ကျွန်တော်ပြောထားတဲ့အကုန်လုံးကိုပြန်ပြောပြပါမယ်สวัสดีครับมีอะไรให้ช่วยไหมครับဘာများကူညီပေးရမလဲခင်ဗျกำลังหาสินค้าตัวไหนอยู่ครับဘယ်ပစ္စည်းကိုရှာနေပါလဲခင်ဗျอันนี้ลองได้นะครับอันนี้ลองได้นะครับဒီဟာကစမ်းဝေးကြည့်လို့ရတယ်เนาะอันนี้สีขาวลองไม่ได้นะครับဒီဟာကအဖြူရောင်မလို့စမ်းဝတ်ကြည့်လို့မရပါဘူးอันนี้มี3 side นะครับอันนี้มี3 side นะครับဒီဟာက side 3 side ရှိပါရင်เนาะลูกค้าจะเอา side ไหนดีครับအဲ့တဲ့ကไป side อยู่ရင်ကောင်းမလဲခင်ဗျลูกค้า L side เท่าไหร่ครับအဲ့တဲ့ကခါ side ဘယ်လောက်လဲခင်ဗျโอเคဆိုရင်ဒီနေ့တော့တလောက်ပါပဲအကီဝီထပ်တိချင်တာရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ဘာလို့ဆိုဒီဟာကအရန်ကျေပြန်ပြောနေပြီးမှမဟုတ်တိချင်တာရှိရင် comment မှာမေးထားလို့ရပါတယ် on คือပါထိုင်းဘာစကားတွေကိုမျှဝေပေးနေပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်